ကပောက်ကြခန်းကြီး47ထို့နောက်နှစ်လွန်သောအခါဖာရောမင်းတီအိမ်မက်ကိုမြင်မဲ့တီကမိမိတီမြစ်နားမှရပ်နေ၏အစင်းလာ၍ဝတ်သောနွားခုနှစ်ကောင်တို့သည်မြစ်ထဲကထွက်၍မြစ်နားမှပေါက်သောမြက်ပင်ကိုစားလျက်နေကြ၏ထိုနွားတို့နောက်မှအစင်းမလပိန်သောနွားခုနှစ်ကောင်တို့သည်မြစ်ထဲကထွက်၍အရင်နွားတို့အနား၌ကမ်းပေါ်မှရပ်နေကြ၏အစင်းမလပိန်သောနွားတို့သည်အစင်းလာ၍ဝတ်သောနွားခုနှစ်ကောင်တို့ကိုကိုက်စားကြ၏ဖာရောမင်းလည်းနိုးလေ၏တဖန်အိပ်ပြန်၍အိမ်မက်ကိုမြင်မဲ့ပြန်သည်ကားအလုံးကြီး၍ကောင်းသောစပနံတို့သည်စပါးတပင်တဲ၌ဖြစ်ကြ၏ထို့နောက်အလုံးသေး၍အရှိလေဖြင့်ပြက်သောစပါးခုနှစ်နံတို့သည်ပေါက်ကြ၏အလုံးသေးသောစပါးခုနှစ်နံတို့သည်အလုံးကြီး၍ကောင်းသောစပါးခုနှစ်နံတို့ကိုစားကြ၏ဖာရောမင်းလည်းနိုး၍အိမ်မက်ဖြစ်သည်ကိုသိလေ၏နာနဲ့အချိန်ရောက်သောအခါဖာရောသည်စိတ်ပူပန်၍အေဂုတုပြည်တွင်တပ်ပညာရှိအပေါင်းတို့ကိုခေါ်၍အိမ်မက်တော်ကိုပြန်ကြားတော်မူ၏သို့တော်လည်းရှိတော်၌အ내ကိုဖတ်နိုင်သောသူတစ်ယောက်မျှမရှိတို့ကဖလားတော်ဝင်ကကျွန်တော်ဒီကိုအပြစ်ကိုယနေ့အောက်မေ့ပါပြီဖာရောဘုရင်သည်ကျွန်တော်နှင့်အစားတော်ဝင်ကိုအမျက်ထွက်၍ကိုရန်တော်မူအိမ်၌ချုပ်ထားတော်မူသောအခါကျွန်တော်တို့နှစ်ယောက်သည်အတီးမိမိတို့ကိုစီဆိုင်သောအ내နှင့်ပြေဆုံးသောအိမ်မက်ကိုတညချင်းတွင်မြင်မဲ့ကြပါ၏ကျွန်တော်တို့၌ကိုရန်တော်မူ၏ကျွန်းဟေဘဲလူတစ်ယောက်ရှိထိုသူအားကျွန်တော်တို့သည်ကြားပြော၍သူသည်အိမ်မက်အ내ကိုဖတ်တတ်ပါ၏တယောက်စီမြင်မဲ့သည့်အတိုင်းဖတ်ပါ၏ဖတ်သည့်အတိုင်းလည်းမှန်ပါ၏ကျွန်တော်သည်အရင်အရာကိုရပြန်၍စားတော်ဝင်မူကားဆွဲထားခြင်းကိုခံရပါသည်ဟုလျှောက်လေ၏ထိုကဖာရောမင်းသည်လူကိုစေလွှတ်ယောသပ်ကိုခေါ်တော်မူ၏ယောသပ်သည်ထောင်ထဲကလင်မြန်ထွက်ရ၍မုတ်စိတ်ညစ်ခြင်းဝိလဲခြင်းကိုပြုပြီးမှထံတော်သို့ဝင်ရ၏ဖာရောမင်းကလည်းငါသည်အိမ်မက်ကိုမြင်မဲ့ပြီးအ내ကိုဘယ်သူမျှမဖတ်နိုင်တင်သည်အိမ်မက်ကိုနားလေသောဉာဏ်နှင့်အ내ဖတ်နိုင်သည်ကိုငါကြားရပြီဟုဆို၏ယောသပ်ကလည်းကျွန်တော်သည်အလိုအလျောက်မတတ်နိုင်ပါဘုရားသခင်သည်မင်္ဂလာပြေစကားဖာရောဘုရင်အားပေးတော်မူပါစေသောဟုလျှောက်လေ၏ဖာရောမင်းကလည်းငါမြင်မဲ့သည်မှာမျက်နှာ၌ငါရပ်နေ၏အစင်းလာ၍ဝသောနွားခုနှစ်ကောင်တို့သည်မြစ်ထဲကထွက်၍မြစ်နားမှပေါက်သောမြက်ပင်ကိုစားလျက်နေကြ၏ထိုနွားတို့နောက်မှအစင်းမလပင်ကြုံသောနွားခုနှစ်ကောင်တို့သည်ထွက်လာ၍ထိုမြတ်လောက်ရုပ်ဆိုးသောနွားတို့ကိုအေဂုတုပြည်တစ်လျှောက်လုံးသည်တစ်ခါမျှမမြင်ရစဖူးအစင်းမလပင်သောနွားတို့သည်ဝသောအရင်နွားခုနှစ်ကောင်တို့ကိုကိုက်စားကြ၏စားပြီးသောနောက်စားမန်းကိုဘယ်သူမျှမသိရအရင်ကဲ့သို့အယုတ်ဆိုးသည်ငါလည်းနိုး၏တဖန်ငါမြင်မဲ့ပြန်သည်ကအလုံးကြီး၍ကောင်းသောစပါးခုနှစ်နံတို့သည်စပါးတပင်တဲ၌ဖြစ်ကြ၏ထိုနောက်မှညှိုးနှွမ်း၍အလုံးသေး၍အရှိလေဖြင့်ပြတ်သောစပါးခုနှစ်နံတို့သည်ပေါက်ကြ၏အလုံးသေးသောစပါးနံတို့သည်ကောင်းသောစပါးခုနှစ်နံတို့ကိုစားကြ၏ထိုအိမ်မက်ကိုပေတင်တက်တို့အားငါကြားပြော၍အ내ကိုဘယ်သူမျှမဖတ်နိုင်ဟုယောသပ်အားပြောဆိုတော်မူယောသပ်ကလည်းဖာရောဘုရင်မြင်မဲ့တော်မူသောအိမ်မက်ကတပါးသည်ဖြစ်ပါ၏ဘုရားသခင်ပြုလက်တန်သောအမှုကိုဖာရောဘုရင်အားပြတော်မူပြီးကောင်းသောနွားခုနှစ်ကောင်တို့သည်ခုနှစ်နှစ်ဖြစ်ပါ၏ကောင်းသောစပနံတို့သည်လည်းခုနှစ်နှစ်ဖြစ်ပါ၏အိမ်မက်တော်ကတပါးသည်ဖြစ်ပါ၏ထိုနွားတို့နောက်ထွက်လာသောနွားပိန်၍အယုတ်ဆိုးသောနွားခုနှစ်ကောင်တို့သည်ခုနှစ်နှစ်ဖြစ်ပါ၏အရှိလေဖြင့်ပြတ်သောစပဖြင့်ခုနှစ်နံတို့သည်လည်းအစာခေါင်းပါသောခုနှစ်နှစ်ဖြစ်ပါ၏ဖာရောဘုရင်အားကျွန်တော်လျှောက်လိုသောအရာမူကားဘုရားသခင်ပြုလက်တန်သောအမှုကိုဖာရောဘုရင်အားပြုတော်မူ၏အေဂုတုပြည်တစ်လျှောက်လုံးတွင်ဝပြောသောနှစ်ခုနှစ်နှစ်ရှိလိမ့်မည်ထိုနောက်မှအစာခေါင်းပါသောနှစ်ခုနှစ်ပေါ်လာ၍အေဂုတုပြည်၌အလုံးစုံသောဝပြောခြင်းသည်တိမ်မြုပ်လျက်အစာခေါင်းပါခြင်းအပြင်တစ်ပြည်လုံးပျက်စီးလိမ့်မည်အစာခေါင်းပါခြင်းသည်လွန်အားကြီးသောကြောင့်အရင်ဝပြောခြင်း၏လက္ခဏာမထင်ရဖာရောဘုရင်သည်ထပ်၍အိမ်မက်မြင်ရသည့်အရာမှာထိုအမှုကို
ဖျားသခင်မြဲမြံခိုင်ခန့်စေ၍အလင်းအမြန်စီရင်တော်မူလိမ့်မည်တို့ဖြစ်ဖာရောဘုရင်တင်ငန်ပင်ငန်နှင့်ပြည့်စုံသောသူကိုရွေးချယ်အေဂုတ်တုပြည်ကိုအိုဆိုးစေတော်မူပါခံထားတော်မူသောသူသည်လည်းတပြည်လုံးအကြီးအကျယ်တို့ကိုခံထား၍ဝပြောသောနှင့်ခုနှစ်နှစ်ပတ်လုံးတပြည်လုံးတွင်ငါးဖို့တဖို့ကောက်ယူကြပါစေထိုသူတို့သည်ဖြစ်လက်တန်သောမင်္ဂလာနှစ်တို့တွင်ရိတ်ခါရှိသည်များကိုစုယွင်း၍ဖာရောဘုရင်ထံတော်၌စပါးများကိုစီးပူကြပါစေမြို့များ၌လည်းရိတ်ခါကိုတိုးထားကြပါစေတို့ဖြစ်၍ယေဂုတုပြည်၌အစာခေါင်းပါသောခုနှစ်နှစ်ရောက်လာသောအခါပြည်သူပြည်သားစားเสียဖို့တိုးထားလည်းရှိနှင့်၍အစာခေါင်းပါသောကာလတွင်ဖြစ်တော်ပြည်တော်မပြည့်ရဟုဖာရောမင်းအားလျှောက်လေ၏သူတို့လောတလျှောက်သောစကားကိုဖာရောမင်းအစရှိသောကျွန်တော်မျိုးအပေါင်းတို့သည်လည်းနှစ်သက်ကြ၏ဖာရောမင်းကဘုရားသခင်ဝိညာဉ်တော်ကိုရ၍ဤကဲ့သို့သောသူကိုအဘယ်မှရှာ၍တွေ့မည်နည်းဟုကျွန်တော်မျိုးတို့အမိန်တော်မူယောသကလည်းဘုရားသခင်တည်မှုအလုံးစုံတို့ကိုသင်အားပြတော်မူသည်ဖြစ်သင်ကဲ့သို့ဉာဏ်ပညာနှင့်ပြည့်စုံသောသူမရှိသင်နန်းတော်တို့ဖြစ်ရမည်နန်းတော်အုပ်ဖြစ်ရမည်တင်စကားအတိုင်းငါ၏ပြည်သားပေါင်းတို့ကိုငါစင်စေမည်ရာဇပလင်အားဖြင့်သာငါတည်တင့်ထက်ကြီးမြတ်မည်ဟုမိန်တော်မူ၏တဖန်ကြည့်ပါအေဂုတုပြည်တစ်လျှောက်လုံးကိုတင်အုပ်ဆိုးစေခြင်းငါခံထားပြီဟုယောသအမိန်တော်မူလေလက်စွပ်တော်ကိုချွေ၍ယောသလက်၌ဆွစေတော်မူ၏ပိတ်ချောအဝတ်ကိုလည်းဝတ်စေ၍လဲပင်၌ရွှေစလွယ်ကိုဆွဲပြီးလင်ဒုတိယယထာတော်ကိုစီးစေတော်မူ၏ပြဝ၍နေကြဟုသူရှိမှဟစ်ကြ၏ထိုတို့လင်အဂုတုပြည်တစ်လျှောက်လုံးကိုအဆိုးစေတော်မူ၏ဖာရောမင်းကလည်းငါသည်ဖာရောဘုရင်မ၏တို့ဖြစ်၍တင်ရအခွင့်မရှိဘဲအဂုတုပြည်တစ်လျှောက်လုံးတည်းပဲသူမြတ်မိမိလက်ခြေကိုမကြွရဟုမိန်တော်မူ၏ဖာရောမင်းသည်လည်းဇာဖနာတဖာနာတိဟုသောဘွဲ့နာမနှင့်ယောသကိုချီးမြှောက်၍ဩနမြို့၌ယစ်ပရောဟိတ်ပောတိဖေရ၏သမီးအာတနတ်နှင့်ဆုံဖက်စေတော်မူ၏ထိုတို့ယောသသည်အေဂုတုနိုင်ငံအုပ်အရာနှင့်အထံတော်ကထွက်လေ၏ယောသသည်အေဂုတုရှင်ဘုရင်ဖာရောမင်းထံ၌အခွင့်ရသောအခါအသက်အနှစ်30ရှိသည်အထံတော်ကတွေ့အေဂုတုပြည်တစ်လျှောက်လုံးကိုတွားလေ၏ဝပြောသောနှစ်ခုနှစ်ပတ်လုံးမြေအတင်းနံတို့ကိုအလွန်များပြကြ၏ခုနှစ်ပတ်လုံးအေဂုတုပြည်တွင်ရှိသည်များသောရိတ်ခါကိုစုယုံ၍မြို့တို့၌တူထားလေ၏မြို့ပတ်ဝန်းကျင်လေတို့၌ရသောရိတ်ခါကိုမြို့အသီးသီးတို့တွင်တူထား၏စပါးကိုကသမုဒ္ဒရာတဲလုံးနှင့်မြအလွန်များစွာစုထား၍မရေတွက်နိုင်အောင်များပြသောကြောင့်မရေတွက်ဘဲနေသည်အစာခေါင်းပါသောနှင့်မရောက်မီယောသသည်ဩနမြို့၌ယစ်ပရောဟိတ်ပောတိဖေရ၏သမီးအာတနတ်တွင်သားနှစ်ယောက်တို့ကိုမြင်ရ၏တာအိုကမနာရှိမည်ဖြစ်မဲ့လေအကြောင်းမူငါခံရသည်များသောပင်ပန်းခြင်းတင်ငါအဖ၏အိမ်သားအပေါင်းတို့ကိုငါမေ့စေခြင်းငါဘုရားခင်ပြုတော်မူပြီဟုဆိုသည်နောက်ရသောသားကိုကအေဖရင်မည်ဖြစ်မဲ့လေအကြောင်းမူကဘုရားသခင်သည်ငါဆင်းရဲခံရသောပြည်၌ငါကိုပွားများစေတော်မူပြီဟုဆိုသည်ထိုနောက်အေဂုတုပြည်၌ဝပြောသောနှစ်ခုနှစ်ကုန်လေ၏ယောသပြောသည့်အတိုင်းအစာခေါင်းပါသောနှစ်တို့သည်ရောက်ဆရှိ၏ထိုအခါခတ်သိမ်းသောပြည်တို့၌အစာခေါင်းပါခြင်းရှိတော်လေအေဂုတုပြည်၌စံစပါးရှိသေး၏နောက်တစ်ဖန်အေဂုတုပြည်သူပြည်သားအပေါင်းတို့သည်မွတ်သိမ့်သောအခါစားเสียကိုရပါမည်အကြောင်းဖာရောမင်းထံကြွေးကြော်ကြ၏ဖာရောမင်းကလည်းယောသထံသို့တွားကြသူစီရင်သည့်တိုင်ပြုကြအေဂုတုပြည်သူပြည်သားအပေါင်းတို့ကိုမိန်တော်မူ၏မြေပြင်တစ်လျှောက်လုံး၌အစာခေါင်းပါသောအခါယောသသည်စပတိရှိသည်များတို့ကိုဖွင့်လေအေဂုတုလူတို့အားရောင်းလေထိုကအေဂုတုပြည်၌အစဉ်တိုင်းအစာခေါင်းပါတတိခတ်သိမ်းသောပြည်တို့၌လည်းအလွန်အစာခေါင်းပါသောကြောင့်အသီးသီးပြည်သားတို့သည်စပါးကိုဝယ်ခြင်းကအေဂုတုပြည်၌ယောသထံသို့လာရောက်ကြ၏